မ
ရာဇာနဲ့ရိုးထဲအောင်တို့နော်3မိနစ်တိရှင်ပြန်တဲ့နေရာမှာအဆုံးနဲ့မပေါ်ဝဲနဲ့ပူတွဲစီရဖြစ်ပါတယ်ခင်ဗျာတဲ့တူတဲ့တူအခုကဘာအိုင်အောင်ဘာအိုင် ရာဇာအိုင်လောနောက်ဆုံးပဲရာဇာ